အားလုံးပဲမင်္ဂလာပါရှင် Sans Diary Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျွန်မဒီနေ့မျှဝေပေးခြင်းတာကတော့2026မှာကိုတားစိန်ပိတ်ပင်နိုင်တဲ့အရာများဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။လူတိုင်းကနှစ်သက်အစမှာအားရင်အပြည့်နဲ့ energy အပြည့်နဲ့နှစ်သက် ready ဖြစ်နေတတ်ကြပါတယ်။ကိုယ့်ရဲ့ vision တွေကလည်းမကြခင်အောင်မြင်ပြီးမြောက်တော့မယ်ဆိုတဲ့ယုံကြည်ချက်တွေအပြည့်နဲ့ပါ။ဒါပေမဲ့ကိုယ့်ရဲ့ vision တွေကိုမဖြစ်မြောက်စေနိုင်မဲ့အတားအဆီးတွေလည်းရှိနေနိုင်ပါတယ်။အဲ့ဒါတွေကတော့နံပါတ်1ကြောက်ရွံ့မှုဥပမာကိုယ်ပိုင်လုပ်ငန်းသစ္စာကို vision နဲ့မှာပါတယ်။ဒါပေမဲ့အစရမှာကြောက်နေရယ်။ငါငွေတွေဆုံးရှုံးသွားမှာလား။အဆင်မပြေရင်ဘယ်လိုလုပ်မှာလဲ။ငါစီးပွားရေးအဆင်မပြေလို့ရှိရင်သူများတွေကငါမိသားစုတို့ကငါ့ကိုဝေဖန်မှာလား။လောင်ရကြမှာလားစသည်ဖြင့်ကြောက်ရွံ့ပြီးတော့စီးပွားရေးကိုမစာရေးတာမျိုးနံပါတ်2တစ်ချက် comfort zone တွေကနေမထွက်ချင်တာဥပမာကိုကအခုနဲ့မတူတဲ့ရှားလက်လိုချင်ရင်ကိုရဲ့အလုပ်ကလည်းပြောင်းရပါမယ်ကိုအရင်ပုံမှန်လုပ်နေကြအတိုင်းလုပ်လို့မရတော့ပါဘူးကိုကလစဉ်ဝင်ငွေ9သိန်းဝင်ရကနေ350ဝင်ချင်တယ်ဆိုလို့ရှိရင်350ဝင်နိုင်မဲ့အလုပ်ကိုလုပ်ရပါမယ်အရင်9သိန်းဝင်နေကြပုံစံအတိုင်းဆက်သွားလို့မရတော့ပါဘူးကိုက fit body ဖြစ်ချင်တယ် fit and healthy body ဖြစ်ချင်တယ် weight 10ပေါင်ကျချင်တယ်ပေါင်20ကျချင်တယ်စသည်ဖြင့် target ထားတယ်ဆိုလို့ရှိရင်ကိုကပုံမှန်လေ့ကျင့်ခန်းလုပ်ရမယ် healthy food တွေကိုစားရမယ်ဘာမှလည်းမလုပ်ဘဲနဲ့ unhealthy food တွေကိုလည်းစားတယ်ဒါမှမဟုတ်လို့ရှိရင်ဘာကိုလည်းလေ့ကျင့်ခန်းမှာမလုပ်ဘဲနဲ့ဆိုလို့ရှိရင်တော့ကိုလိုချင်တဲ့ရလဒ်ကိုရနိုင်မှာမဟုတ်ပါဘူးအဲ့ဒီတော့အရင်ပုံမှန်လုတ်ယူလုတ်စင်အဟောင်းတွေကမခွဲထွက်တဲ့နဲ့ရလက်အသက်တွေကိုရနိုင်မှာမဟုတ်ပါဘူးကိုယ့်ရဲ့ vision တွေပြည့်နိုင်မှာမဟုတ်ပါဘူးနံပါတ်3တစ်ချက်နီလန်းမသိတာကိုယ့် vision တွေဖြစ်မြောက်လာနိုင်စေမဲ့နီလန်းကိုမသိတာပါဥပမာကိုအိတ်နေလဲငွေဝင်တဲ့လုပ်ငန်းဖန်တီးခြင်းနဲ့ဒါပေမဲ့အဲ့ဒီအတွက်ဘယ်လိုလုပ်ရမလဲမသိဘူးအဲ့ဒါဆိုရင်ကိုကpassive income ရနေတဲ့သူတွေဘယ်သူတွေရှိလဲသူတို့ဘာကြီးလုပ်နေတယ်ဘယ်လိုတွေလုပ်နေလဲလေ့လာမှာပါသူတို့လိုတက်မြအောင်သင်ယူပြီးလိုက်လုပ်ကြည့်ရမှာဖြစ်ပါတယ်အဲ့ဒီတော့ကိုသွားချင်တဲ့ vision နဲ့ပတ်သက်ပြီးတော့နီလန်းမသိလို့ရှိရင်နီလန်းရှာပါပြီးလို့ရှိရင်စပြီးတော့ action ယူကြည့်ပါနံပါတ်4တစ်ချက်လက်ရှိရောက်နေတဲ့နေရာနဲ့အရွယ်ဝေးကွာလွန်နေတာကိုကအခုလက်ရှိလူခလာစာ9သိန်းကနေ10သိန်းချဝင်ငွေရှိနေရယ်ဒါပေမဲ့ကိုရဲ့2026 vision မှာကတလကို3,500လိုချင်တာဖြစ်နေတယ်ဒါကဖြစ်နိုင်ချေနည်းနေတယ်ဘာဖြစ်လို့လဲဆိုတော့မဖြစ်နိုင်တာမဟုတ်ပါဘူးလူတွေကဖြစ်အောင်လုပ်ရင်ဖြစ်နိုင်ပါတယ်ဒါပေမဲ့အခုလက်ရှိရောက်နေတဲ့အနေအထားနဲ့ဝေးကွာလွန်တဲ့အခါမှာကိုမယုံကြည်စိတ်တွေမသိစိတ်ထဲကနေပြီးတော့ဖြစ်နိုင်မှာမဟုတ်ဘူးဆိုတဲ့စိတ်တွေနဲ့ကြောက်ရွံ့မှုတွေဖြစ်နေမှာပါအဲ့ဒါကြောင့်မို့လို့ကိုယ့်ရဲ့ target ကိုအခုလက်ရှိအခြေအနေနဲ့အနည်းဆက်ဆုံးမှာ target ချကြည့်ပါလက်ရှိဝင်ငွေဒီ9သိန်း10သိန်းဆိုရင်320လောက်ကို target အရင်စားထားပါအဲ့ဒါဆိုလို့ရှိရင်ကိုလည်းယုံကြည်မှုရှိနဲ့အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်အဲ့ဒီလိုကိုယ့်ရဲ့ target က320ပြည့်သွားပြီဆိုတော့မှနောက်ထပ်သက်ဆင့်ထပ်တင်ပြီးရောကိုယ့်ရဲ့ target ကိုမြင်ကြည့်ပါနံပါတ်5တစ်ချက်ကိုတကယ်လိုချင်ဖြစ်ချင်တာမဟုတ်တဲ့ဟာတွေကိုတကယ်မလိုအပ်တာတွေကို vision နဲ့စုပုံထည့်ရတာဥပမာအဖြစ်ကိုကsocial media သုံးပြီးတော့အဲ့ဒီမှာသူများတွေဝင်နေစားနေသုံးနေတာတွေကြည့်ပြီးတော့ကိုကလည်းလိုချင်တဲ့စိတ်တွေဖြစ်ပြီးတော့ကိုတို့လိုအပ်သည်ဖြစ်စေမလိုအပ်သည်ဖြစ်စေလိုချင်သည်ဖြစ်စေမလိုဖြစ်စေမသိဘဲနဲ့ vision နဲ့မှာစုပုံပြီးတော့ထည့်ထားတတ်တာပါဥပမာအဖြစ်ကိုကအခုမိသားစုဝင်ငွေနေတဲ့အတွက်ကြောင့်မို့လို့အခက်ခဲဖြစ်နေတယ်အခက်ခဲဖြစ်နေပေမဲ့လည်းကိုရဲ့ vision ထဲမှာကတော့ iPhone တွေရောပြီးရင်အိမ်အသစ်ပြီးလို့ဆိုရှင်ရင် BMW ကစသည်ဖြင့်နိုင်ငံခြားခရီးစသည်ဖြင့်အများကြီးကိုပြီးရင်လက်ဝတ်ရတနာတွေအများကြီးစသည်ဖြင့်ကိုလိုချင်တဲ့ဟာတွေကိုစုပုံထည့်ထားမိတာပါဒါတွေကသင်တို့
မရနိုင်ဘူးဆိုတာမဟုတ်ပါဘူးဒါပေမဲ့ကိုလက်ရှိရနေတဲ့အခြေအနေနဲ့ဝေးကွာလွန်းတဲ့အခါမှာဒါတွေကိုရောက်လာအောင်အရှင်ယူဖို့ရအတွက်တစ်နှစ်ထဲနဲ့ပေါ့နော်ဖြစ်လာဖို့အရှင်ယူဖို့ရအတွက်ကိုခက်ခဲနေမှာပါနံပါတ်6တစ်ချက်ကျန်းမာရေးချွေရနာကိုဗီရှင်တွေအကောင့်ထဲဖို့အရှင်တွေယူတဲ့အခါမှာကျန်းမာရေးချွေရင်နေရင်လိုသလောက်ရှေ့မရောက်တာမျိုးဖြစ်တတ်ပါတယ်ကိုပဲဖြစ်စေကိုမိသားစုဝင်တွေရဖြစ်စေနာတာရှိကြီးမားတဲ့ယောဂတစ်ခုခုဖြစ်မယ်ဆိုလို့ရှိရင်ဒါမှမဟုတ်ရင်မကြခဏနာမကျန်းတာမျိုးဖြစ်မယ်ဆိုရင်အချိန်အများစုကအမြဲဆေးရုံဆေးခန်းသွားနေရမယ်ကိုရောဒါမှမဟုတ်ရင်ဖြစ်တဲ့သူကိုရောပြုစုရှောက်နေရမယ်ဝေယဝစ္စတွေလုံနေရမယ်စသည်ဖြင့်အချိန်တွေကအများစုကအဲ့ဓာတွေနဲ့ကုံဆုံးနေမယ်ဆိုရင်ကို vision တွေအတွက် action တွေယူတဲ့နေရာမှာအချိန်ပေးနိုင်မှုနည်းပြီးတော့မထိရောက်တာမျိုးဖြစ်နိုင်ပါတယ်ဒါပြင်ကျမ်းမာရေးအစင်မပြေမှုတွေကြောင့်စိတ်ကပါကိုယ့်ရဲ့အလုပ်တွေပေါ်မှာအာယုံတေချာမဆိုင်နိုင်တော့တာစိတ်သက်ကြတာလူပင်ပန်းစိတ်ပင်ပန်းဖြစ်တာစတာတွေဖြစ်နိုင်ပါတယ်ဟုတ်ကဲ့အခုကျွန်မပြောသွားတာတွေကိုပြန်ပြီးတော့အချင်းချုပ်ပြောပြရမယ်ဆိုရင်2026မှာကိုဖြစ်ချင်တဲ့ vision တွေကိုအတားအဆီးဖြစ်စေနိုင်မဲ့တချို့ချက်တွေရှိနိုင်ပါတယ်အဲ့ဒါတွေကတော့ကြောက်ရွံ့မှု comfort zone တွေကမထွက်ချင်တာနံပါတ်3နီးလန့်မသိတာနံပါတ်4လက်ရှိရောက်နေတဲ့နေရာနဲ့ကို vision ကအရန်ဝေးကွာလွန်းနေတာနံပါတ်5တစ်ချက်ကိုအတွက်မလိုအပ်တာတကယ်တမ်းမလိုချင်တာတွေကို vision ထဲမှာစတူပုံထည့်ထားမိတာနံပါတ်6ချက်ကျမ်းမာရေးချွန်ရွံ့တာဟုတ်ကဲ့အခုမျှဝေပေးသွားတဲ့အချက်ကလေးတွေကဘယ်အချက်ကလေးတွေကများမိတ်ဆွေတို့နဲ့တိုက်ဆိုင်လေးတွေမျိုးရှိပါတယ်လဲ2026မှာမိတ်ဆွေတို့ရဲ့ vision တွေအတွက်ဘယ်ဟာတွေကအတားအဆီးဖြစ်နေပါသလဲဘယ်လိုဖြည့်ရှင်းမဲ့နီလန်းတွေကရှိပါသလဲဆိုတာကိုအဆင်ပြေမယ်ဆိုရင်အောက်က comment box ထဲမှာမျှဝေပေးခဲ့ပါအောင်ရှင်အားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ကြပါစေရှင်ကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေရှင်